là có cái trang này đúng không? Mini ta thì có số phí à?
အခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ရှင်အစီအစဉ်အရတဘာပတိကြီးမှအဖွင့်မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်ရှင်တဘာပတိကြီးရှင်အဖွင့်မိန့်ခွန်းပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်ဒီလိုရဘာလို့ပွဲခါနာတို့တဲ့ရောက်ချင်းင်းတော့ကလေးခရိုင်ဖိုးချုပ်ရေးမှုဦးနေနေတွေ့စကိုင်းတိုင်းဒေသကြီးတွတ်တော်ကိုယ်စလဲဦးခင်မောင်တန်းနဲ့အရန်ကျို့နဲ့ခါနာဆိုင်ရာကြီးပေမြဘူးရမဟုတ်တော့ဝိကြီးမြမပုံကိုမြဒိုင်းရန်သားနေကူမောင်နှမများအားလုံးကိုယ်စိတ်ကြဝန်ထမ်းချမ်းမိကြပါစီလို့ကိုးစွာကိုမွန်ကောင်းတောင်းရင်နှုတ်ခွန်းစစ်တာပါတယ်2017ခုနှစ်ချင်းရိုးရခေါ်တော်ပွဲကိုဝန်မြတ်တော့ဦးကြီးချက်များနဲ့အလီကျင်းပပြပါတယ်။ဒါကြီးရုပ်စိတ်ကစင်တန်ပြည့်ရေးအားကွေရင်ကြီးမှုအစီလာကောင်းများကိုထိန်းသိမ်းဆောင်ရှောက်ရေးငါငယ်တိုင်းရင်သားပြေလုံးနေတော့ရေးဒါကြီးနိုင်ငံတော်ဖွံ့ဖြိုးရေးတွေ့နိုင်ငံတော်နဲ့ပူးပေါင်းဆောင်ရွက်ရေးလိုပဲဖြစ်ပါတယ်။ချင်းရိုးရခေါ်တော်ပွဲဟာချင်းလူမျိုးတို့ရဲ့ရိုးရပွဲများနဲ့အကြီးကြီးတဲ့ပွဲဖြစ်ပါတယ်။ဒီတန်စိတ်တွေပြီးချင်းတွေကျမ်းပါလိုက်ပြီးဝမ်းသာတဲ့ပိုလုံးနေတဲ့ကာလဖြစ်ဖို့ပြောစွန်ကြည်နူးကြတဲ့အချင်းအခါလေးဖြစ်ပါတယ်။ဒီအချင်းမှာပြောင်းပချင်းနတ်သူများနင်ထုတ်ချင်းလာမယ့်နှစ်တွင်ရာကျူးသူကောင်းမွန်ပြီးတော်ရာတရားများဖြစ်တော်အောင်မြင်ရေးအနာရောဂါတဲဝေးရေးကျမ်းမာပြုစွင်ရေးတိုင်းပြည်အေးချင်းကာယဝပြောရေးအတွက်ကိုယ်မွန်ကောင်းတောင်းချင်းမေတ္တာပူဇာခြင်းနဲ့နိတိကိုအခါသမယဖြစ်တဲ့အတွက်အချင်းလာကောင်းတဲ့ဝဲလေးဖြစ်ပါလေဒီကနေ့အခမ်းအနားတို့တက်ရောက်လာကြတဲ့ချင်းတရားများအနည်းဖြင့်ဆရာမသားတော်ဦးတီချင်းများနဲ့အနည်းရိုးရာယဉ်ကျေးမှုအရှင်လာကောင်းများကိုထိန်းသိမ်းဆောင်ရှောက်ပြီးဒေသဖွံ့ဖြိုးရေးနိုင်ငံတော်ဖွံ့ဖြိုးရေးဦးတည်ရေးတို့အတွက်တသက်တအားပါဝင်ဆောင်ရွက်ကြပါရနဲ့ဖြစ်တဲ့မလျှော်ပြီးတော့ပြည့်ခေါ်အယူဆများယဉ်ကျေးမှုအရှင်လာများကိုပြည့်ပြက်ကနိုင်ငံတော်ကိုချစ်မြတ်နိုးပြီးသစ္စာရှိတဲ့တိုင်းသူပြည်သားကောင်းများပြည်လာကြပြုပန်းဆောင်ရွက်ကြတိုက်တွန်းအပ်ပါတယ်ဒီနေ့အခမ်းအနားကိုကြွရောက်ပြီးရေးကြတော့ဒီတကြီးကဲများဌာနဆိုင်ရာကြီးကဲများအထူးကျေးဇူးဥပကာရဒေစီပါကြောင်းနဲ့ချင်းတရားသားများအမည်ဖြင့်ဒုက္ခဝင်အရေး၃ပါးကိုဦးထိပ်ပန်းတွေကဦးတည်ချက်ဆက်နေရတဲ့အမည်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်နဲ့အတူပူးပေါင်းဆောင်ရွက်ကြပါလို့တိုက်တွန်းရင်းညီကုန်းချုပ်အပ်ပါတယ်ဒီနေ့ကိုပြောကြားပေးပါတော့တဘာတိကြီးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်အစီအစဉ်အရကလေးခရိုင်အုပ်ချုပ်ရေးမှူးမှအမှာစကားပြောကြားရန်ဖြစ်ပါတယ်ရှင်ကလေးခရိုင်အုပ်ချုပ်ရေးမှူးဦးညီညီထွေးရှင်အမှာစကားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်ဒီချင်းရိုးရာတော်တော်ဘောတော်ခန္ဓာကိုတက်ရောက်လာကြတဲ့ဒိုင်းတိုင်းဒေသကြီးပြည်သူ့တော်ကိုယ်စားလှယ်ကြီးခရိုင်မျိုးနယ်အဆင့်ဌာနဆိုင်ရာကြီးကဲများမျိုးပြီးမျိုးဖများတိုင်းသားညီကိုမောင်နှမများအားလုံးမင်္ဂလာရှိတဲ့နေ့လည်ခင်းဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့ကျင်းပတဲ့အခမ်းအနားမှာတက်ရောက်ပြီးနှုတ်ခွန်းဆက်အမှာစကားပြောကြားခွင့်ရတဲ့အတွက်လည်းဘုံယူဝမ်းမြောက်ပြီးကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ပြည်တော်စုမြန်မာနိုင်ငံအတွင်းပြည်ထင်းနေတိုင်းကြတဲ့တိုင်းသားညီကိုမောင်နှမအားလုံးရှင်လန်းချမ်းမြေ့စွာနေထိုင်ရင်နေမီဒေသဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဖွံ့ဖြိုးရေးအထူးဒေသ24ခုသတ်မှတ်ထားရမှာကျွန်တော်တို့ကလေးဒေသအခုအပါအဝင်ဖြစ်တဲ့အတွက်တိုင်းသားများရောနှောနေထိုင်တဲ့ကလေးဒေသတိုးတက်အောင်ကျွန်တော်နိုင်ငံမှာအထူးအလေးထားဆောင်ရွက်နေတာကိုပေါ်လွင်ထင်ရှားတာတွေ့ရမှာဖြစ်ပါတယ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒီနေ့ပြည်သူများကရွေးချယ်
တင်ပြလိုက်တဲ့ပြည်သူကိုယ်စားလှယ်များဖြင့်ပြည်သူလွှတ်တော်အလို့သားလွှတ်တော်နေရာဖွဲ့စည်းကစီကံပြေဝတဲ့ဒီမိုကရေစီနိုင်ငံတော်ထူထောင်လျက်ရှိနေပြီဖြစ်ပါတယ်။ဒါအပြင်စီရနမောရောချနိုင်ရေးအတွက်လုပ်ငန်းတွေရှေ့ချမှတ်အကောင်တွေပေါ်ကနိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်သည့်နည်းတူနိုင်ငံသားများစီရမှုများလုပ်ရအောင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ကျွန်တော်တို့ကလေးဒေသမှာတိုင်းသားလူမျိုးပေါင်းစုံပြည်နေကြတဲ့အတွက်ဒီလိုစီရပွဲပြတဲ့ရိုးရာဓလေ့ပုံနာစင်လာများကိုတဝန်းနဲ့တဝန်းလေးစားမှုပြန်လည်နားလည်ရှိမှုတွေပေါ်ဆောင်မှာစီလုံးညီညွတ်မှုတွေနေဒေသဖွံ့ဖြိုးတိုးတက်အောင်အထောက်အကူဆောင်ရွက်ကြရန်လိုအပ်ပါတယ်ဒီနေ့ကျင်းပတဲ့ရိုးရာပါတော်ပွဲတော်ဟာလည်းကျွန်တော်ချင်းလူမျိုးများအတွက်နေရာဒေသအလိုက်စစ်တကူပွဲတော်ကောက်တစ်စားပွဲကျေးဇူးတော်ချင်းမင်းပွဲစားတဲ့ပေါ်သုံးကားကြတော့လေနှစ်သာရအားဖြင့်အတူတူဖြစ်တာကိုတွေ့ရပါတယ်ပြည်စင်တော်လာပြည်နာများရေးသိပြီးတွေတရင်တို့လာသန်း14ရက်လာပြည့်နေ့နဲ့နောက်ဆုံးရက်များမှာလာမဲ့နှစ်များအတွက်ကျမ်းမာပျော်ရွှင်၍အနာရောဂါကင်းဝေးပေါင်ရာပြည်နာများဖြစ်ထွန်းအောင်မြင်၍တိုင်းပြည်အေဂျင့်သာယာရေးတို့အတွက်စုံမပေါင်းတောင်းခြင်းဒီတာပို့တာခြင်းများပြုလုပ်တဲ့ပွဲများဖြစ်တဲ့အတွက်ဝန်ရတဲ့စင်လာပေါင်းရှိတဲ့ပွဲဟုသတ်မှတ်နိုင်အောင်ကြောင်းပြောကြားလိုပါတယ်ဒီကုန်းချုပ်အားဖြင့်ခန်းနာတို့တက်ရောက်လာကြတဲ့တိုင်းသားညီကိုမောင်နှမအားလုံးကိုစိတ်နှပြရှင်နှချမ်းမြေ့ပြီးနိုင်ငံတော်တိုးတက်ရေးအတွက်နိုင်ငံတော်နဲ့အတူပူးပေါင်းဆောင်ရွက်နိုင်ကြစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အမှားစကားပြောကြားပေးတော့ကလေးခရိုင်အုပ်ချုပ်ရေးမှူးကအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်အစီအစဉ်ကကလေးမြို့နယ်စကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှအမှားစကားပြောကြားရန်ဖြစ်ပါတယ်ရှင်ကလေးမြို့နယ်စကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တန်းရှင်အမှားစကားပြောကြားပေးပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်ဒေသတဲ့တဘာပတိကြီးနဲ့တကွဒီကနေ့ရှင်းရခေါ်တော်ပွဲကိုချင်းမြင့်ပေးတဲ့စစ်ဘက်ဆိုင်ရာအကြီးအကဲများနယ်ဘက်ဆိုင်ရာအကြီးအကဲများနဲ့ကျွန်တော်တို့ရှင်းရခေါ်တော်ပွဲကိုတယောက်အားပေးကြပါတော့ကျွန်တော်တို့ချင်းတိုင်းသားဒီကိုပေါ်ကနမများဗျာဒီကနေ့လောမှာဟာတရားမျိုးမှာကျွန်တော်အဲ့ဒီရာကြီးတော့ကိုယ်စားလှယ်နေချင်းစကားပြောခွင့်ရတဲ့အတွက်အများကြီးကျေးဇူးတင်ကြောင်းပဏာမပြောကြားလိုပါတယ်ဒီကနေ့ဒီနေရာမှာကျွန်တော်စကားပြောလို့ရအောင်မိမိရဲ့မဲဆန္ဒရှင်တိုင်းသားလို့တာပြီးတော့အားလုံးရဲ့မဲပေးမှုနဲ့ကျွန်တော်ခုလိုပါဝင်တယောက်ခွင့်ရတဲ့အတွက်ကျွန်တော်ရဲ့မဲဆန္ဒရှင်လုံသားပြည်သူပေါင်းပေါ်လည်းအများကြီးကျေးဇူးတင်ကြောင်းကျွန်တော်ပဏာမအနေနဲ့ပြောကြားလိုပါတယ်ကျွန်တော်တို့နိုင်ငံတော်အစိုးရလက်ထက်မှာကျွန်တော်တို့မိမိဒီတူလူထုကိုကျွန်တော်တို့ပြန်ပြီးတော့အလုပ်ကျွေးဖို့ကျွန်တော်တို့တာဝန်ရှိပါတယ်ဒီနေရာမှာကျွန်တော်တို့တာဝန်ယူပြီးကျွန်တော်တို့6လကာလမှာကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်များကိုအနည်းငယ်တင်ပြလိုပါတယ်ပထမအနေနဲ့ကျွန်တော်တို့တိုင်းလုံးမူလတန်းအခမဲ့တင်ကြားရေးအတွက်ကျွန်တော်တို့ကျပ်ငွေတန်ပေါင်း2400ကျော်ပြည့်ကျွန်တော်တို့ပထမအနေနဲ့ကျွန်တော်တို့မူလတန်းပညာကိုကျွန်တော်တို့တာဝန်ယူပြီးတော့အခမဲ့တင်ကြားဖို့ကျွန်တော်တို့တာဝန်ယူခဲ့ပါတယ်ဒုတိယအနေနဲ့ကျွန်တော်တို့နိုင်ငံတော်မှာအငြိမ်းစားဝန်ထမ်းများကိုအငြိမ်းစားရဲ့ဝန်ထမ်း7,400ကျော်ကိုကျွန်တော်တို့ငြိမ်းစားဝန်ထမ်းများငြိမ်းစားလာစားကျွန်တော်တို့တိုးမြင့်ပြီးတော့ကျွန်တော်တို့တာဝန်ကျွန်တော်တို့ယူခဲ့တာတွေရှိပါတယ်တတိယအနေနဲ့ကျွန်တော်တို့စီယန်မှုပပျောက်ရေးအတွက်ကျွန်တော်တို့နိုင်ငံလုံးတာဝန်ယူပြီးတော့လုပ်ဆောင်တဲ့နေရာလေးရှိပါတယ်ကျွန်တော်အစိုးရလက်ထက်မှာကျွန်တော်တို့မြစ်ဆုံရေကာတာကိုလည်းကျွန်တော်တို့အစိုးရလက်ထက်မှာကျွန်တော်တို့ယာယီရပ်ဆိုင်ပြီးတော့ကျွန်တော်တို့ဆိုရမှာဒီလုပ်ငန်းတွေရပ်ဆိုင်ထားမှာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့မိမိရဲ့ဒေါက်တာပြည်သူမဲဆန္ဒရှင်အပေါင်းကိုလည်းကျွန်တော်တို့အတိပေးလိုပါတယ်ဒါကြောင့်မိမိတို့ဟာပြည်သူလူထုအနေအရွေးချယ်ခံပြီးတော့ပြည်သူကိုယ်စားလှယ်များဖြစ်တဲ့အတွက်ပြည်သူလူထုရဲ့လိုအပ်ချက်
ဟူရမြောက်ကိုမိမိတို့ကိုကြမ်းကိုစွာရှိတော့ညာစွာရှိတော့ကူညီပေးပါမယ်ဒီနေရာမှာစကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့စကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကျွန်တော်စီကိုလိုအပ်တာရှိရင်ကျွန်တော်တို့နေမြနိုင်ပါတယ်ကျွန်တော်တို့လည်းကျွန်တော်တို့စီကိုတင်ပြနိုင်ပါတယ်ကျွန်တော်တို့ဖြည့်ရှင်းနိုင်တာတွေကျွန်တော်တို့တာဝန်ယူဖြည့်ရှင်းပေးပါမယ်ဒုက္ခပြည်သူမဲဆန္ဒရှင်များရဲ့မဲတမဲစီကြောင့်ကျွန်တော်တို့ဟာတာဝန်ယူရတဲ့မိမိတို့တာဝန်ယူတဲ့ဌာနအတွင်းမှာဒုက္ခပြည်သူတို့ရဲ့အတဲ့အိုးအိမ်စီးစိမ်အားလုံးကိုကျွန်တော်တို့ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးအားလုံးကျွန်တော်တို့တာဝန်ယူပါပဲဒါကြောင့်ကျွန်တော်တို့ရဲ့လုံဆောင်ချက်စကိုင်းတိုင်းဒေသကြီးဆိုရဖွဲ့ရဲ့လုပ်ငန်းစင်လာတွေစကိုင်းတိုင်းဒေသကြီးဆိုရဖွဲ့ရဲ့လုပ်ငန်းတွေကျွန်တော်တို့ပြည်သူတွေကလည်းတစ်ဖက်ကနေပါဝင်ကျွန်တော်တို့ကိုကူညီပေးကြပါဒါမှကျွန်တော်တို့အဖက်ဖက်မှာတိုးတက်တဲ့ပြည်သူဖွံ့ဖြိုးတဲ့တိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်တည်ဖြစ်ပါလိမ့်မယ်ဒါကြောင့်ဒီကုန်းချုပ်နေနဲ့တင်ပြချင်တာကတော့လုပ်ငန်းဟူသမျှဟာကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်ရဲ့ကျွန်တော်တို့တဦးတယောက်နဲ့လုံးနိုင်မဲ့ကိစ္စဇလန်းတွေကျွန်တော်တို့အားလုံးပူးပေါင်းမှအောင်မြင်မဲ့ဇလန်းလုပ်ငန်းတွေပေါ်ထွက်လာပါမယ်ကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးလွတ်တော်မှာလည်းကျွန်တော်ကလေးမြို့နယ်ကလေးခရိုင်ဒေသအတွက်မေခွန်း16ခုနဲ့အစိုး17ခုကိုတင်သွင်းတော့ပါမယ်မိမိရဲ့ဒီလူထုအကျိုးစီးပွားအတွက်ကျွန်တော်တာဝန်ယူချိန်ယူတဲ့အချိန်မှာမိမိဉာဏ်စောရှိတော့ကိုယ်စောရှိတော့ကျွန်တော်ပြည်သူလူထုဘက်ကနေအများနဲ့ရပ်တည်ပေးပါမယ်လို့ပြောကြရင်ဒီကုန်းသွားပါတယ်ကျေးဇူးတင်ပါတယ်ခုလိုအမှားစကားပြောကြားပေးပါတော့ကလေးခရိုင်ကိုစားပြုစကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခမောင်တန်းအားထူးကျေးဇူးတင်ရှိပါတယ်ရှင်စီစဉ်ရခွာတော်ပွဲအကြောင်းတိကောင်းကြများကိုရှင်းလင်းတင်ပြရန်ဖြစ်ပါတယ်ခွာတော်ပွဲအကြောင်းတိကောင်းကြများကိုရှင်းလင်းတင်ပြပေးပါရန်မချိန်လိုက်ခင်အီးမေးဂျာနောက်ဆုံးနဲ့ကလေးတက္ကသိုလ်အားပန်ကြားပါရရှင်ရေးစားရပါတော့တမပတိကြီးနဲ့တကွာခရိုင်အုပ်ချုပ်ရေးမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာကြီးကဲများအဲ့ဒါတော့ပရိသတ်ပေါင်းလို့မင်္ဂလာနေ့နေ့ကင်းပါလို့ပြောဆိုနေခွင့်ချက်တာပါရဲ့ရှင်ဒီကနေ့ခေါ်ရပွဲတော်ခန်းလာမှာကျမမချိန်ငယ်တင်းကခေါ်ရပွဲအကြောင်းဒီကောင်းစရာအနေနဲ့ရှင်းလင်းသွားမှာဖြစ်ပါတယ်လေးစားအပ်တဲ့တမပတိကြီးနဲ့တကွာစားရောက်လာတဲ့လူကြီးများရှင်ခေါ်ရပွဲဆိုတာကျမတို့ချင်းလူမျိုးများရဲ့တနေ့အတွင်းကျမပြုလုပ်တဲ့ပွဲတော်18မျိုးနဲ့အရေးကြီးဆုံးအခမ်းအနားဆုံးပွဲတော်ဖြစ်ပါတယ်။မိမိတို့ရဲ့တလေထုံးစံအရရှိဖို့ဝေဒနီယာစားလို့ကျမခဲ့တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ဒါမဲ့ဘယ်ချိန်အောင်စားပြီးစတင်ကျင်းပခဲ့တယ်ဆိုတာတိကျမပြောနိုင်တော့လဲချင်းလူမျိုးများပါမော်ဒီနာကိုတောင်းချပြီးကျမတို့ဒေသကိုစတင်ချေကြခဲ့တဲ့ဒီ14ရာစုမှစပြီးခေါ်ပွဲတော်ကိုကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တယ်ဆိုတာကိုကမိုင်းထောက်ထားရတော့၎င်းရိုးရာဒေသချင်းများရတော့၎င်းသိရှိရပါတယ်ရှင်။ဘာလို့ပွဲတော့ကျမရခြင်းရဲ့ရည်ရွယ်ချက်ကတော့တနစ်တာတောင်းရလုပ်ငန်းပြီးဆုံးအောင်မြင်မှုအတွက်အောင်ပွဲကန်တဲ့ပွဲတော်ဖြစ်ပါတယ်။ကျော်ပြရသားများကျမ်းမာပျော်ရွှင်ရေးနဲ့အနာရောဂါပြရကင်းဝေးစေရန်လာမီတက်မှာရာသီဥတုမှန်ကန်ကောင်းမွန်ပြီးတောင်ရသီးနယ်များအောင်မြင်ဖြစ်ထွန်းစေရန်တိုင်းပြည်အေးချမ်းသာယာရေးနဲ့ချစ်ခင်ရေးရရှိစေရန်အတွက်မဆိုးများနဲ့ထိုးတဲ့များပူဇော်ပါတာခြင်းစီတောင်းပွဲများပြုရန်ရည်ရွယ်ပြီးခေါ်ပွဲတော်ကိုကျင်းပရခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးခေါ်ဆိုတဲ့စကားလုံးရဲ့နှစ်သိမ့်တွေကိုရှင်းလင်းတင်ပြလိုပါတယ်ရှင်။ရှေ့ခါကချင်းမျိုးများကဤစကြောလိုက်လုံးကိုကောင်းကင်ဘုံကဘာဘုံနဲ့မြောက်ဘုံဆိုပြီးပုံသုံးခြင်းဖြင့်ဖွဲ့စည်းဆောက်ထားရလို့ယူဆကြပါရဲ့။အဲ့ဒီခေါင်းခေါ်တဲ့ဒီကဘာဒီပြောင်ကိုဒီလိုရှင်တရားများနဲ့ကွယ်လွန်ဘိုးရင်းများရဲ့ဝိညာဉ်များကဆောင်းရှောက်ခဲ့လို့ယူဆကြပါရဲ့။သူရဲ့အဓိပ္ပာယ်အားလည်းရှိပါတယ်။ပထမအဓိပ္ပာယ်ကတော့တဦးနဲ့တူခေါ်ယူကျူလာသောအဝိဇ္ဇခြင်းအဲ့ဒါချင်းဖြစ်ပြီးဒီကနေ့တိတ်ပြတော့တိုက်ခိုက်ခြင်းနဲ့ထုတ်ခြင်းချိန်မုန်းခြင်းလို့တိတ်ပြရပါတယ်။ဒါကြောင့်မို့ခေါ်လူပွဲတော်ရဲ့ဆိုရင်းတိတ်ပြတော့ဘေးဒုက္ခပေးတဲ့နဆိုးများနဲ့ထုတ်ပြီးပြည့်ရတဲ့ရှင်းစေခြင်းကြွားသားများကျမ်းမာရေးစီးပွားရေးတိုးတက်စေရန်အတွက်အကောင်းမင်းများဇော်ပါတာခြင်းနဲ့ဘယ်လိုဘိုးဝမ်းများ၏ဝိညာဉ်များနဲ့ဆွေမျိုးများအတွက်အလူမင်္ဂလာဆုတောင်းပွဲကြီးကိုကျင်းပခြင်းဖြစ်ပြီး
ပတိများရှင်ခေါ်ပွဲတော်ကျမကြီးနေရသက်မှတ်ခြင်းနဲ့ပတ်သက်လို့ဆက်လက်ရှင်းလင်းတင်ပြလိုပါတယ်ရှေ့ခါကခေါ်ပွဲတော်ကိုစာရင်းနဲ့နိုင်ရဲ့ဒိစိန်တိုင်းကျင်းပလေးရှိရမှာစိုက်ပျိုးရေးနဲ့မျိုးစာလိုက်တော်လည်းကောင်းရှင်နေတဘာဝရာသီဥတုလိုက်ရတော်လည်းကောင်းဒေသပတိနဲ့တူပြီးနိုင်ရဲ့ဒိစိန်ကြွကြမှုကြောင့်ခေါ်ပွဲတော်ကျင်းပချိန်မှာလည်းခင်ဗျရှိရကြပါဘူးပွဲတော်ရက်ကိုလည်းတူပြီးခေါ်လက်ဆရာတက်မဲ့ဒီနေ့သုံးမဟုတ်ဂျာလူကြီးများစုဝေးတိုင်တွေဒီနေ့တက်မဲ့ခဲ့ပြီးပွဲတော်ကိုအနည်းဆုံးနေ့ရက်မှာအများဆုံး9ရက်ထိကျင်းပကဒေသတခုနဲ့တူပြီးနိုင်ရဲ့ဒိစိန်ကြွကြမှုကြောင့်ခေါ်ပွဲတော်ကျင်းပချိန်မှာလည်းခင်ဗျရှိရကြပါဘူးပွဲတော်ရက်ကိုလည်းတူပြီးခေါ်လက်ဆရာတက်မဲ့ဒီနေ့သုံးမဟုတ်ဂျာလူကြီးများစုဝေးတိုင်တွေဒီနေ့တက်မဲ့ခဲ့ပြီးပွဲတော်ကိုအနည်းဆုံးနေ့ရက်မှာအများဆုံး9ရက်ထိကျင်းပကအများအပြားစက်တင်ဘာလနဲ့အောက်တိုဘာလများတွင်မှာကျင်းပကြပါတယ်။ဒါကြောင့်မို့ခါရူပွဲတော်ကျင်းပချိန်နဲ့ဒီနေ့စစ်စစ်ရေးအတွက်ဒေါ်လာရေးကောင်စီအစိုးရလက်ထက်တွင်ချင်းရရဦးစီးအဖွဲ့က1964ခုနှစ်မှာချင်းပြည်မျိုးများရဲ့ရိုးရာရည်ကြီးမှုတွေအရခါရူပွဲတော်ကိုအခါကြီးရဲ့ကြီးသိရွေးချယ်တင်မဲ့ပြီးတော့ကျင်းပရေးရဲ့ကိုလည်းနှစ်ဆက်နေတိုင်းသတင်းကြော်လာတဲ့စစ်လေးရဲ့ဒါပြင်းနဲ့လောက်တော့ရဲ့နေများမှာကျင်းပပြုလုပ်ပြန်တက်မှတ်ဆုံးဖြတ်ခဲ့ကြလို့တခုလိုအစင်လာမပြတ်ကျင်းပခြင်းဖြစ်ပါတယ်။ခါရူပွဲတော်ကျင်းပတဲ့နေ့နဲ့စောစောမှာရွာရှိနေများကခေါင်းရည်ဦးများဖြင့်ဘိုးဘွားများကိုသွားရောက်ကြလို့ရှိပါတယ်။ဘိုးဘွားများကလည်းသူ့မကောင်းများကောင်းပြီးသက်ဆောင်ပစ္စည်းများပြန်လည်ပေးလို့ရှိပါတယ်။ပွဲတော်ရဲ့အတွင်းမှာဆွေးနွေးကြည့်လိုက်လက်ဆောင်ကားပွဲများကျင်းပခြင်းတင်တိုင်းကိုသွားယူဘိုးဘွားများရဲ့ဝိညာဉ်ကိုခေါင်းရည်နဲ့ဒီပွဲမျိုးစုံဖြင့်ပူဇော်ပါတာခြင်းများပြုလုပ်ကြပါတယ်။ပွဲတော်ပထမနေ့ညနေမှဒီချိန်မှာဆက်ရအိမ်မှာဖတ်တင်ပြီးတအိမ်ကြီးတအိမ်နဲ့ဆုံးများနေလုပ်ခဲ့ကြပါတယ်။နောက်ပြီးနှစ်ဆရာနဲ့ရော်ကြီးကြီးများဥဆောင်ပြီးလက်ဆုံးမောင်းထုတ်ခြင်းနဲ့ထူထောင်ခြင်းများပြုလုပ်ခဲ့ကြပါတယ်။ခေါ်ပွဲတော်မှာကြောင်းဖြစ်ခြင်းနဲ့ကြောင်းငမိဖြစ်ခြင်းကလည်းခေါ်ပွဲတော်ရဲ့အဓိကလက္ခဏာတစ်ခုဖြစ်ပါဝင်ပါတယ်။ပွဲတော်ဒီတရားနေ့နဲ့စောစောမှာဒီလူရဲ့အလုံးမှာခေါ်ရောက်စကန်မှာကြောင်းလူတယ်လာပြီးဒီတို့များကိုဒီကံကဒီမို့ကပုံများနဲ့ဂျွာထဲဝင်လာပါတယ်။မျိုးသမီးများကခေါင်းရည်ချွေကိုသင်ဆောင်လုပ်ခဲ့ကြရတဲ့ကြော်တော်ပါဆက်ကြပါတယ်။နောက်ပြီးလက်ဆရာများနဲ့တတိယလူများကကြောင်းအုပ်ကိုပြီးတော့ဖက်ချက်ကြီးလာနေတဲ့အတွက်လည်းမိတ်ဆက်ကြပါတယ်။ကြောင်းများရင်ကြောင်းတော့ကောင်များပတ်သက်နေပြင်းတဲ့လေးရဲ့ဒီဉာဏ်ညာရှိနေကြရင်လာရင်းနဲ့မှာရရအကျဉ်းစာရပြီးရောတာပေးရပြင်းပြီးဒီနဲ့အစ်တီကိုဆန်းလေးမှာပြုလုပ်နေကြကြပါတယ်။အကယ်၍ကြောင်းတော့ကောင်များမရှိပဲနည်းညာဖြင့်ပစ္စည်းတွေနေတဲ့ရင်ဒီနဲ့ဆက်မကောင်းတဲ့ဒီနာယောဂများသားရောက်ပြီးပြောတဲ့အသေးကြောင့်များရှိပြီးတိုင်းပြည်တွေနဲ့ဆက်မိရရှိပြီးယုံကြည်ကြပါတယ်။ပွဲတော်ကျင်းပပြီး၃ရက်နောက်နေ့မှာနေသွင်းများတက်ရှင်ရေးပြုလုပ်ခြင်းစေမျိုးစုအလိုက်တောက်စုအလိုက်ဒီနေ့များချင်းအလိုက်ဝိုင်းဖွဲ့ပြီးလက်ဆောင်ပါပွဲများတတိယတာအကန်တွင်မြင်များပြုလုပ်ရှိပါတယ်။သူပြန်ချုပ်ဒေသတွေမှာစေမျိုးစုတွေများကိုပါပြုလုပ်ကြပါတယ်လို့ဆိုပါတယ်။အော်ပွဲတော်ဒီနောက်တစ်ရက်ကိုဆက်သက်ပြီးတော့မဟုတ်ဘူးစမ်းတရက်နေ့သက်မှတ်ပြီးအိမ်တွေအနားယူတာစာညာသွားခြင်းခင်းသွားခြင်းလုပ်ကြပါဘူး။အကယ်၍သူတို့လုံးယူတာကတိတ်စားတဲ့လူတွေချပြီးအိမ်မှာမိသားစုလိုက်အနားယူရှိပါတယ်။ဒါကြောင့်ခါရပွဲတော်ဟာနေဟောင်းလို့စိတ်ရင်းနဲ့တက်လို့ရှိတဲ့ပွဲတော်လည်းဖြစ်ပါတယ်။တပါးပတိပြီးချင်းကျမတို့ချင်းလူမျိုးများရဲ့ခါရပွဲတော်ဟာပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကျမတို့ပွဲမျိုးမဟုတ်ပဲတရားလုံးပွဲတော်တနည်းအားဖြင့်တမျိုးသားလုံးပွဲတော်ပဲဖြစ်ပါတယ်။ဒီတစ်ပွဲတော့ဆက်စားပွဲစသည်ဖြင့်ဒေသအလိုက်တစ်မျိုးမျိုးချင်းကျမကြတော့လဲနှစ်တာရာအားဖြင့်ကောက်ဆက်စားပွဲနှစ်တစ်ပွဲကျေးဇူးတော်ချင်းပွဲနဲ့တော်ပါတာပွဲလို့သာအဓိပ္ပာယ်ဆောင်ပါတယ်။တပါးပတိပြီးချင်းခါရပွဲတော်ဒီကိုနှစ်စနေတိုင်းဆက်လာမပြည့်ရိုးရပါကတည်းကကျင်းပနေခြင်းဟာကျေးဇူးမျိုးများရဲ့မြင့်တော်ရည်ကျင်းစင်လာကောင်းများရင်းချင်းမှုမျိုးနဲ့များကိုဒီနေ့ဆောင်ကြနေခြင်းတွေဖြစ်ပါတယ်။ဒါကြောင့်မို့ခေါ်လူပွဲဟာချင်းမျိုးသားများရဲ့ရှိလုံးမှုမြေတာစီနာနဲ့ခင်မင်းပေါင်းလုပ်ကံကြမ်းစားရဲ့အခြေခံစိတ်ကောင်းများကိုတိုးပွားခိုင်မာစေသောရင်းချင်းမှုအနှစ်သာရကျေဝါချင်းရိုးရမျိုးသားပွဲတော်တွေဖြစ်ပါကြောင်းရှင်းလင်းတင်ပြရင်းဒီကုန်းချောက်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်။ကြောင့်ဒီကောင်းစရာများကိုရှင်းလင်းတင်ပြပေးပါတော့မတ်ချိန်ငိုက်ကင်ဤမိသားနောက်ဆုံးနေ့အားအထူးကျေးဇူးတင်ရှိပါရရှင်အစီအစဉ်ရချင်းယူရခွာတော်ပွဲကျင်းပရေးကော်မတီမှကျေးဇူးတင်စကားပြောကြားရန်ဖြစ်ပါရရှင်ကျေးဇူးတင်စကားပြောကြားပေးပါရန်ကော်မတီဥက္ကဋ္ဌဥက္ကင်ခမ်းပေါင်အားဖိတ်ကြားပါရရှင်ဒီနေ့ဘောရပွဲခန္ဓာကြီးကို
တော့ချင်းမြအပိကြတဲ့စိတ်ပဲနဲ့ပဲမှာပုဂ္ဂိုလ်ချင်းများဌာနဆိုင်ရာစည်းကမ်းများနဲ့ဖိတ်ကြားထားသောအဲ့လိုများယဉ်ကျေးမှုအဖွဲ့ဝင်များအားလုံးမင်္ဂလာပါလို့ပြောကောင်းဆက်တာပါတယ်ကျွန်တော်ကတော့ဒီမင်းတို့စုစာပေနဲ့ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌကလေးမျိုးနဲ့ဘော်ရူပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌဦးကိခန့်ပေါင်ဖြစ်ပါတယ်ခင်ဗျာအခုလိုကော်မတီအဖွဲ့ရဲ့ကိုစားကျွန်တော်အနေနဲ့ကျေးဇူးတင်စကားပြောကြားခွင့်ရတဲ့အတွက်ဝမ်းသာကုန်ယူမိပါကြောင်းလဲထပ်လောင်းပြောကြားပါတယ်ခင်ဗျာအခုလိုဝရင်းတစ်ပင်တစ်ခုအခမ်းအနားတစ်ခုကိုကျင်းပရမယ်ဆိုရင်ရတရမယ်လုပ်ငန်းစဉ်အများကြီးရှိခဲ့ပါတယ်အဲ့လိုရတရမယ်လုပ်ငန်းစဉ်များထဲမှာကျွန်တော်တို့ဒီနေ့ကျင်းပတဲ့ကိုရိုပွဲကိုလည်းပဲကော်မတီဖွဲ့စည်းခြင်းရမွေများစုစည်းခြင်းနဲ့အကပွဲများစုစည်းခြင်းအခမ်းအနားစဉ်တစ်ခုလုံးအောင်မြင်ပြီးမြောက်အောင်စီမံဆောင်ရွက်များရှိခဲ့ပါတယ်အဲ့လိုအစီအစဉ်တစ်ခုလုံးဘာကိုပြောလို့မရှိအောင်စီစဉ်ဆောင်တဲ့နေရာမှာကျွန်တော်တို့ရဲ့တစ်ဖွဲ့တည်းလုံးမဲပါဘူးတက်ဆရာကော်မတီများရဲ့တက်ဆရာဌာနဆိုင်ရာကြီးကများပံ့ပိုးပေးတဲ့ပုဂ္ဂိုလ်များအားလုံးကိုးပေါင်းပေါင်းမှတ်တာအောင်မြင်ရခြင်းဖြစ်ပါတယ်အဲ့ဒီတော့ဒီနေ့ကျွန်တော်တို့ဘောရပွဲတော်ကျင်းပနိုင်ရေးအတွက်ဆောင်ရွက်ခွင့်ပြုပေးတဲ့ခရိုင်အုပ်ချုပ်ရေးမှူးနဲ့မြို့နယ်chủများနဲ့တက်ဆက်ဌာနဆိုင်ရာကြီးကများနဲ့ဘောရပွဲကျင်းပရေးအတွက်လိုအပ်တဲ့ပံ့ပိုးမှုများအလူငွေများကိုထည့်ဝင်ပေးကြတဲ့ပုဂ္ဂိုလ်များအားလုံးကျွန်တော်တို့ဒီကနေမှတ်တမ်းတင်ပုံပြရပါတယ်။တစ်ဖက်မှာလည်းပဲကျင်းပရုံတည်းမကဘဲနဲ့ရိုးရပွဲတော်ဖြစ်တဲ့လျောက်တက်ဆက်ရာဒေသတည်တည်လူမျိုးစုတည်တည်များရဲ့ယဉ်ကျေးမှုအကခွင့်များကပြတ်ဆိုပြီးနိုင်ဖို့အတွက်စီစဉ်ဆောင်ပေးကြတဲ့ဖလမ်ဟာခါဘောငိုကမ်ပလက်မင်းတပ်ဆက်တဲ့တည်ရင်ဆက်တဲ့ကျွန်တော်ယဉ်ကျေးမှုအစုအဖွဲ့များကိုလည်းပဲကျွန်တော်တို့အထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။တစ်ဖက်ကလည်းပဲကျွန်တော်တို့ဒီခန္ဓာမျိုးရေးအတွက်ခန္ဓာပြင်ဆင်ပေးတဲ့ဖွဲ့ရှိပါတယ်။အဲတော့ကျွန်တော်တို့စေမင်းကြီးကိုကျွန်တော်တို့မှတ်ပါအောင်ခြေသက်ပေးတဲ့ဒီဇုံမင်းတီလိုဒစ်ကိုကကျွန်တော်တို့ကျောင်းသားကျောင်းသူများကိုလည်းပဲအထူးကျေးဇူးတင်ရှိပါတယ်။ဒီစမှုဖွဲ့များကိုတည်ဖို့ဆောင်ရေးအတွက်ကျွန်တော်တို့ကားများကြီးလိုပါတယ်။အဲ့ဒီကားများကိုလည်းပဲလူတွေတည်မရှိအောင်လူမှုမရှိအောင်ကိုယ်ရေးဆောင်ပေးကြတယ်။ကားပိုင်ရှင်များကိုလည်းပဲအထူးကျေးဇူးတင်ရှိပါတယ်။အလားတူပဲကျွန်တော်တို့ဒီနေ့ဘောရုံပွဲအကြောင်းများကိုဖတ်ပြတဲ့အခါမှာအဒီကအင်္ဂါရက်တစ်ခုအနေနဲ့ရအောင်ဖွင့်ခြင်းအစီအစဉ်တစ်ခုလည်းပါဝင်ပါတယ်ဒီအစီအစဉ်မှာပါဝင်နိုင်ဖို့အတွက်စီယုံလုံးဆောင်ပေးတဲ့ဒီလိုပုဂ္ဂိုလ်များဒီလိုလူငယ်ဖွဲ့စည်းများကိုလည်းပဲကျွန်တော်တို့ဒီလိုတင်ရှိပါတယ်ဒီလိုရဲ့လုံအားဒီလိုရဲ့ကုန်ကြမှုအားလုံးကျွန်တော်တို့ပြဆက်လို့မကုန်နိုင်ပါဘူးလူမျိုးအတွက်ပုံကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘုရားရဲ့ဘုရားကတောင်းရှိပေးမယ်လို့ယုံကြည်ပါတယ်။ဒါကြလည်းပဲကျွန်တော်တို့ခန္ဓာအတွက်လိုအပ်တဲ့ပစ္စည်းများကိုငှားရတဲ့အခါမှာမြေဆက်ရာဘာသာရေးဖွဲ့စည်းများကနေကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းအားလုံးကိုကျွန်တော်တို့ပုံမြင်ပေးခဲ့ပါတယ်။အထူးသဖြင့်ဒီခန္ဓာကိုကျင်းပနိုင်ဖို့အတွက်ဒီနေရာကိုပြည့်စုံပေးတဲ့ ZDCM ရုံးချုပ်ရဲ့တောင်ရှိပုဂ္ဂိုလ်များအားလုံးကိုလည်းပဲအထူးကျေးဇူးရှိပါတယ်။ကျွန်တော်တို့သူတစ်ဖက်သာဓုကူကီရွေးဖွဲ့များဆိုရင်ဒီဒေသမှာစုစည်းနိုင်ခြင်းမရှိဘဲနဲ့တခြားဒေသကနေခေါ်ယူပြီးတော့ကပ်ပြတာဖြစ်တဲ့အတွက်ဒီအစစ်အစင်ကိုဖြစ်မြောက်အောင်ကျိုးစားပန်းစားနဲ့ကိုယ်ရေးဆောင်ပေးတဲ့အတွက်ကြောင့်လည်းပဲဒီဖွဲ့ကိုအထူး
ကျေးဇူးတင်ရှိပါတယ်ဒီနေ့တဘာဝတိပွဲဝင်များပြီးဆောင်ပေးတဲ့ဘိန်းသားမြို့နယ်ပြည်တီကနေကိုယ်စင်များအားလုံးကိုလည်းပဲကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ဒီဥစ္စာအပြင်ဒီနေ့ဘောရုပ်ပွဲကိုကောင်းမွန်စွာကျင်းပနိုင်ကြလို့နောက်နေ့မှာကျင်းပနိုင်ဖို့အတွက်ကိုယ်ဆောင်ရွက်ပေးဖို့ရကျွန်တော်ဒီအစီအစဉ်များတစ်ခုလုံးမြင်ဖို့အတွက်လောင်စာစီရွက်ချက်များကိုလည်းပဲညမိတာမွန်စတုစစ်ဆိုင်ကတနိုင်ဆုံးကိုငွေပေးတဲ့အတွက်လည်းအထူးကျေးဇူးတင်ရှိပါတယ်။နောက်နေ့များမှာလည်းကိုငွေဆောင်ပေးနိုင်ဖို့ဆုမွန်တောင်းပေးလိုက်ပါတယ်။ဘုရပွဲအနိတာရသာနာမောင်များဖြစ်တဲ့ဘုဒ္ဓချက်များအတိုင်းဆောင်နိုင်ဖို့အတွက်တိုင်းသားဒီကုမောင်နှမအားလုံးကိုယ်ကောင်းဆောင်ကြပါစို့လို့ပြောကြရနေပဲဒီကုံဆောက်ပါလေဒီကုံရှိပါအစီအစဉ်အရဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရန်ဖြစ်ပါလေရှင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရန်ခေါ်တော်ပွဲကျင်းပရေးကော်မတီအတွင်းရေးမှူးဦးဖုန်ခန့်ပေါင်မှအစီအစဉ်ကိုဦးဆောင်ပေးရရန်လေးစားစွာဖိတ်ကြားအပ်ပါလေရှင်လေးစားပါတော့တဘာကြီးနဲ့တဘာပတိကြီးနဲ့တကွာဖဲအုပ်ချုပ်ရေးမြို့နယ်အုပ်ချုပ်ရေးနဲ့ဖဲမြို့နယ်အစစ်စစ်ဌာနဆိုင်ရာအကြီးအကဲများအဲ့တဲ့တော့ပြည်သက်ပေါင်းတို့များဒီကနေ့ချင်းယူရပေါ်တော့ပွဲတော့ခလို့ပွဲမှာကျွန်တော်ချင်းယူတင်မတန်းကိုပြုမတန်းလို့ပေးဖို့တာဝန်ရှိတဲ့ကျွန်တော်အထူးပဲပြုဥပကာတင်ပြပါတယ်ကျွန်တော်ဟာဘောရုံပွဲကျင်းပရေးအတွက်တွင်ဦးဘုရင်ပေါဖြစ်ပါတယ်ကျွန်တော်တို့အခုလိုစီကတိုင်းနဲ့ဆိုတာပွဲဖြစ်ပြောက်ရေးအတွက်အလိုခံရမှာအလိုထဲဝင်ချက်သူများအားလုံးကစုစုပေါင်း140နဲ့တူရှိပါတယ်အစည်းအဝေးဆုံးဖြတ်ချက်ရ140တူထဲမှာအလိုရှင်2000နဲ့အထက်များကိုစီယူတီမတန်းကိုပြုလက်မှတ်များတရားချင်းဖို့အစည်းအဝေးဆုံးဖြတ်ချက်ရလို့ရရှိကြပါတယ်တို့ပြပါ၍ကျွန်တော်အလူငွေ2000နဲ့ထက်ရရှိသူများကိုတခါလေးပဲမတန်းလို့များတရားချင်းတော့ဖြစ်ပါတယ်မတန်းကိုပြုတော်များပေးဖို့ရှင်းပြပေးဖို့တွင်ကလေးရှိကတို့စိတ်ကြီးရဲ့ဌာနမှာပါမောက္ခအငိမ့်စာဆရာကြီးဦးကကမောပြေပေါ်ပါလားဗျာခလို့ပေါ်အပြတ်နေတာလားသုံးတံပိကိစမာသုံးတော့တော့ဟိုနောင်ကြီးငယ်လားသုံးဖြတ်ပဲinzale insom dule inkapai lobidena aninga tonga imusika sumidon tiangna nane buang ini buang tikko mina I keyboard siam na hangin tunina kol pingam sunga lobidei akilom takini bang koi te ilom te ngol te maya kol thema ni tampi tatu ni
อีโบลาชุมนุมเขียนนาเตหางนะคอมมิตี้นะตูชมนี่ป้าละตุงเสียเป็นเล็กชงเกียรติสินะลุงดำนาป้าตัวนั้นเล็กชงเกียรติสินะสบายเอาไม่นี่นะตัวน่ะตัวเล็กชงเตกะลีเตกะดูสิบิญญาธานาเสียที่ป้าเสียปีอุกาบมุนะเสียสักนี้อามินองสำเร็จตรงนี้ตุลามุนะไอเสกนะองค์ละเจริญสิดูจีนามิจิโนพับบิมาคอยว่าแม่นมักันนาเซนต์แมรี่จัดเซนต์แมรี่จัดเตปอบิเตอันนี้นาบ้านเลี้ยงผูกอุทิยมาดูหางเลี้ยงผูกสิบาทเลยเดี๋ยวป่วยที่มีอีอุทิยเอากระดาษดาวตาทองคันส่วนสิบาทเลยดาวตาทองคันส่วนมาตันเต็มคอมพิวเตอร์และขับบิวด้วยไม่ได้ทำไปเลยอาลีนาเชียบีกุ้งดมุงจิงไว้ตัวเจ้าปาลังคายอาซาปาลังคายกิจการนะบิโซเฟลิกซ์เลียงเกทังเลียงทางเตที่ทางลุงโบปางเลียงทางเตตัวตัวสังเป็นปางเลียงทางเปาวันโอเปโรเจมปายีอุคอมมิตี้เออุกราจีอุซีเทอุซียาซีฮาวอุมีทางเปาที่มาเลยเซเลปีมาเราท้าทางเล่นกับทุกคนที่มาจ้างวันละคำปีเลยอย่าเดียเราท้าทางเล่นกับที่บ้านเลยเสร็จแล้วมาปานิขันปาที่บ้านเลยปานิขันปาอายการบูนิขันปาที่บ้านเลยปานิขันปาจะกิจการบูจิปาเราจะอุ้นี่เนี่ยบุ้งจิตปาลูกจะไปก่อนมาเลยตัวเจ้าหน้าอีเวนหลังดูคุกเตอาซุ่มพัดเป็นช่วยลูกไปหางเป็นหลายได้ลิ้นข้องกินตาเจ้าเจ้าอ่ะเฮ้ลูกพิวมาจากหลวงเนี่ยชิมิปิตัวเลยอูจีอูจังกำเนิดจะรู้ชูเบชิมิสุมาเลยเสร็จแล้วมาจะรู้ลูกพิวมาจากหลวงเนี่ยชิมิปิหมดเลยสิริจีอูเรียนต่างๆก็จะเป็นแบบนี้อาทิตย์ขอเรียนปาคำโดเลียนเจมส์ทังเลียนไคเจ้าเปาเชียนเรเวนทองดูทางตัวเต็งอย่างนี้อาทิตย์ขอรู้แต่วันที่อูคำโดเลียนลูกพิวมาจากหลวงเนี่ยจะทำปีบุญเป็นนี่จะทำอะไรปาคำเดินคำโดเลียนดูมิดาสุปีเจมส์ทังเลียนไคดูมิดาสุปีอะไรเสร็จแล้วมาเจมส์อูทังเลียนไคดูปีอะไรลูกพิวมาจากหลวงเนี่ยจะทำปีวายานี่จะทำอะไรอุปาเชียบินเรเวนทองรูจังปีอะไรชื่อผู้เซนเซนเนี่ยอยู่ที่ปีวายาอุปาเชียบินอะไรเนี่ยอุปาเชียบินโรเซเลบีเรเวนทองรูจังปีอะไร
ကျေးဇူးပါတယ်ဆက်လက်ပြီးမှကျွန်တော်ရန်ပုံငွေများတောက်ခံတဲ့အခါမှာငွေသားတွေမဟုတ်ဘဲနဲ့ပစ္စည်းနဲ့ကျွန်တော်အလူရရှိထားတာဖြစ်ပါတယ်ရရှိထားပါတယ်အဲ့ဒီအလူငွေကစကိုင်းတိုင်းဒေသကြီးလွတ်တော်မှဦးခိုင်ရီတော်ကပလာဆောက်ဒါဇင်ပေါင်း20ကိုကျွန်တော်လူပေးပါတယ်အဲ့ဒါကြောင့်မလို့ဆရာကြီးစကိုင်းတိုင်းဒေသကြီးလွတ်တော်ဦးခိုင်ရီတော်ကကွန်ပျူတာတန်လွာလက်ကပေးပါရညွှန်ညွှန်တောင်းပါပါတယ်ဘုံပြမတန်လို့အများကြီးပဲပြည့်တဲ့ခြေကြီးဒီဦးလေးကမှအထူးပဲကြည့်ရှိပါတယ်ခုလိုဘုံပြမတန်လို့အများပြရတော့ခွင့်ရရှိတဲ့အတွက်အထူးပဲကြည့်ရှိကြောင်းတင်ပြရင်းနဲ့တို့ထောပါဗျာကွန်ပျူတာမှတ်တမ်းလွှာပေးရတဲ့အစီအစဉ်ကိုဥဆောင်ပေးသွားတော့ဦးဘုံခံပေါင်နဲ့ကွန်ပျူတာမှတ်တမ်းလွှာချင်းမြင့်ပေးသောပုဂ္ဂိုလ်များအားထိုးပြင်ကျေးဇူးတင်ရှိပါတယ်ရှင်အစီအစဉ်ရတဘာပတိနဲ့အဖွဲ့ပြန်လည်ထွက်ခွာရန်ဖြစ်ပါတယ်ရှင်တဘာပတိနဲ့အဖွဲ့ပြန်လည်ထွက်ခွာပါတော့မယ်ရှင်